ဆုံးကိုလည်းကျေးဇူးတင်တဲ့ကြောင်းကျွန်တော်ပထမဆုံးပြောလိုပါတယ်အခုကျွန်တော်တို့ဗမာပြည်ထဲမှာတန်ဃာတွေဥဆောင်ပြီးတော့အကြောင်းသားတွေဥဆောင်ပြီးတော့ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကြီးကိုတစ်ခဲနဲ့ကျွန်တော်တို့ချီတက်ဆန္ဒပြနေတယ်ဒီလှုပ်ရှားမှုကြီးဟာအောင်မြင်မဲ့လှုပ်ရှားမှုလားကြာဆုံးမဲ့လှုပ်ရှားမှုလားအောင်မြင်မဲ့လှုပ်ရှားမှုဒါကျွန်တော်တို့နောက်ဆုံးတိုက်ပွဲဖြစ်တယ်ဒီတိုက်ပွဲကိုကျွန်တော်လုံးဝရက်လို့မရဘူးဒါကိုကျွန်တော်အောင်ပွဲရတဲ့အထိဆက်တိုက်ရမယ်အဲ့လိုဆက်တိုက်ဖို့အတွက်ရဲဘော်တို့ရဲ့အကူအညီလိုပါတယ်ကျွန်တော်တို့ညီကိုမောင်နှမတွေရဲ့အကူအညီလိုပါတယ်ကျွန်တော်တို့ဟာဒီလှုပ်ရှားမှုကြီးကိုအပြီးဆုံးတဲ့အထိတိုက်ပွဲဝင်ရမယ်ဒါကြောင့်မလို့မရက်ကြပါနဲ့လို့ကျွန်တော်နေတဲ့တိုက်တွန်းနေတယ်ဒီနေ့စစ်အစိုးရကကျွန်တော်တို့ပြည်နဲ့ဒီမိုကရေစီအားစုတွေဖြစ်နေတဲ့ပြည်ပခါတကယ်တမ်းကြတော့ကျွန်တော်တို့ဒီမိုကရေစီလှုပ်ရှားမှုတွေမဟုတ်တော့ဘူးကျွန်တော်တို့ရဲ့အမျိုးဘာသာသာသနာအတွက်ဖြစ်လာတယ်ကျွန်တော်တို့ခင်ဗျားတို့အားလုံးရဲ့ဂုဏ်သိက္ခာတွေအတွက်ဖြစ်လာတယ်ကျွန်တော်တို့ကဂုဏ်သိက္ခာမရှိတဲ့ဖြစ်ပေါင်းများစွာနေခဲ့ရတယ်ဒီစစ်ဆိုးအားအောက်မှာကျွန်တော်တို့ဗမာလူထုတွေဟာနိုင်ငံတကာကိုမထွက်ချင်မနဲ့ထွက်နေရတယ်အဲ့တော့နိုင်ငံတကာရဲ့ image မှာဗမာတွေကဘာဖြစ်နေလဲပြောလို့ဖြစ်ပါဗမာတွေကကြိုးစိုးအပ်တဲ့လူတွေမဖြစ်လာတော့ဘူးကျွန်တော်တို့သိက္ခာချနေရတယ်မြန်မာတွေဆိုတာသိက္ခာမရှိတဲ့လူတွေပြဿနာကိုခေါ်ဆောင်လာတဲ့လူတွေယောဂဘုံငါတွေကိုတည်ဆောင်လာတဲ့လူတွေလို့တတ်မှတ်ခံရတယ်အဲ့ဒါတွေကဘယ်သူကြောင့်လဲအဲ့ဒီဟာတွေတိုင်းကျွန်တော်တို့ဆက်နေတော့မလားကျွန်တော်တို့အားလုံးကပညာသင်ခွင့်မရှိဘူးကျွန်တော်တို့အားလုံးကလွတ်လပ်စွာလုပ်ကန်စားတောက်ခွင့်မရှိဘူးကျွန်တော်တို့ကိုတမန်အာဇီဝလုပ်ကန်စားတောက်လို့ချမ်းသာလာရင်ကျွန်တော်တို့ကဘယ်လိုတတ်မှတ်ခံရလဲကျွန်တော်တို့ကဝိသမလောဘသားတွေလို့တတ်မှတ်ခံရတယ်ကျွန်တော်တို့ကိုယ့်ဘက်ကိုစ조사လို့ကျွန်တော်တို့ပညာရည်ချင်းနဲ့တက်လာတဲ့ခါမှာကျွန်တော်တို့သွားခြင်းနဲ့အစွန်းဆုံးသောရမှန်းချက်တွေကျွန်တော်တို့လုပ်ခွင့်ရှိတာမရှိပါဘူးကျွန်တော်တို့အခုဆိုလို့ချင်းကျွန်တော်တို့ကလွတ်လပ်စွာကိုယ်ွယ်ခွင့်တော့မရှိတော့ဘူးဒီနေ့စေဆိုရကယဟန်တန်ဃာတွေကိုတပ်ဖြတ်နေတယ်ဖျားပထိုးတွေကိုဖျက်ဆီးပြနေတယ်အဲ့ဒါဟာဗုဒ္ဓဘာသာတွေကိုစော်ကားတာမဟုတ်ဘူးမွတ်စလင်ဘာသာတွေခရစ်ယာန်ဘာသာအားလုံးစော်ကားလိုက်တာဖြစ်တယ်အဲ့ဒါရဲဘော်တို့ရှင်းရလားရှင်းပါပြီဒီနေ့ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာဟာဓမ္မဝါဒီတွေနဲ့အာဓမ္မဝါဒီတွေရဲ့တိုက်ပွဲတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါ good and evil မိစ္ဆာနဲ့ကျွန်တော်တို့လူသားတွေဟဲ့လားကောင်းမြတ်မှုတွေနဲ့တိုက်ပွဲဗမာပြည်မှာဘာဖြစ်နေလဲခင်ဗျားကောင်းရမွန်ရလောက်ကစားတော့မှုချမ်းသာလာရင်ဒါဟာဝိသမလောဘသားဟဲ့လားကျွန်တော်တို့ကမှန်တာကိုပြောမိရင်အဖြစ်သမားဟဲ့လားကျွန်တော်တို့ရဲ့ခံစားချက်တွေကိုဖွင့်အောင်ပေါ်ထုတ်မိရင်ကျွန်တော်တို့ကသရုပ်ပြက်သမားတွေရန်တရဲတွေရင်ကျဲမှုဖျက်ဆီးနေတဲ့ကောင်တွေလို့တတ်မှတ်ခံထိနေတယ်အဲ့တော့ကျွန်တော်တို့ဗမာပြည်မှာအရာခတ်သိမ်းဟာပြောင်းမြန်ဖြစ်နေတယ်ပြောင်းမြန်ဖြစ်နေတယ်ဗမာပြည်မှာဒီပြောင်းမြန်ဖြစ်အောင်ပြုလုပ်ထားတာလေအဲ့ဒီပြောင်းမြန်ဖြစ်နေတဲ့ဗမာပြည်ကိုခင်ဗျားတို့ဘာပြန်လုပ်မှာလဲတိုက်ရမယ်ပြန်တဲ့မှန်းဖို့ကျွန်တော်တို့တိုက်ပွဲဝင်ရမယ်အဲ့တော့ကျွန်တော်တို့ရဲ့တိုက်ပြီးလေးတိုက်ပွဲကအရေးကြီးပါတယ်ခင်ဗျားတို့ကျွန်တော်တို့တိုက်နေတဲ့တိုက်ပွဲဟာကျွန်တော်တို့တယောက်တည်းတိုက်နေတဲ့တိုက်ပွဲမဟုတ်တော့ဘူးကျွန်တော်တို့ဟာရှုံးနေနေသူတွေလားကျွန်တော်တို့ကအောင်မြင်တဲ့လူတွေနော်ဒီနေ့ရှုံးနေတဲ့လူဟာနာပါတန်းရွှေစေအုပ်စုသာဖြစ်တယ်ကျွန်တော်တို့ကထိကြတဲ့လူတွေလားကျွန်တော်တို့နိုင်ငံတကာကနေစောင့်ကြည့်နေတဲ့အကူအညီအားပေးနေတယ်ကျွန်တော်တို့ကဆင်းရဲမဲ့လူတွေလားကျွန်တော်တို့ကချမ်းသာမဲ့လူတွေကျွန်တော်တို့မှာတဘာဝအရင်းမြစ်တွေရှိတယ်လူသားရင်းမြစ်တွေရှိတယ်ကျွန်တော်တို့မှာပညာရည်ချင်းတွေရှိတယ်ဒါတွေအားလုံးကျွန်တော်တို့လုံးပိုင်ဝင်မရှိဘူးအဲ့တော့ဒီနေ့စေဆိုရအုပ်ချုပ်နေသမျှဗမာပြည်ဟာဒီတိုင်းဖြစ်နေပါပဲဒါကြောင့်မလို့ကျွန်တော်တို့ကစစ်ဆိုးကိုဖယ်ရှားပစ်ဖို့အမြဲတမ်းရေးကြည့်ပါလေဒီလိုလူလူတိုက်ပွဲကြီးဖြစ်လာပြီဆိုရင်ကျွန်တော်တို့တိတ်မကြပါဘူးအဲ့တော့ဘယ်တော့အောင်ပဲခံလဲဆိုတာကဘယ်ပေါ်မှာမူတည်နေလဲဆိုရင်နိုင်ငံတကာပေါ်မှာလည်းမူမတည်ဘူးတခြားပယောဂတွေပေါ်မှာအားစုတွေပေါ်မူမတည်ဘူးဒီနေ့မနေ့ကအောင်ပဲခံမယ်မခံဘူးဆိုတော့ခင်ဗျားတို့ပေါ်မှာပဲမူတည်နေတယ်ကျွန်တော်တို့ပေါ်မှာမူတည်နေတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးညီကိုမောင်နှမတွေလက်တွဲပြီးတိုက်ပွဲဝင်ရမယ်ဒီနေ့ပို့ပြီးဝမ်းနေဖို့ကောင်းတာကစေဆိုရလက်ထက်အောက်မှာကျွန်တော်တို့မြန်မာလူမျိုးတွေကဘာနဲ့တူလဲဆိုရင်တလိ္ဆန်တွေဖြစ်သွားတယ်ကျွန်တော်တို့အားလုံးကပက်ထစ်ဖြစ်သွားတယ်တလိ္ဆန်နှစ်ယောက်နှကောင်ပြေးဘာလို့လဲတယောက်နဲ့တယောက်တန်တရားရှိနေတယ်တစ်ချိန်လုံးကဗမာပြည်မှာမနေ့အထိကိုဗမာနှစ်ယောက်တွေ့ရင်ရန်သူလားမိတ်ဆွေလားကျွန်တော်တို့ရင်သတိထားရတယ်ကျွန်တော်တို့ဗမာတယောက်အတွက်အရေးကြီးတဲ့ဟလာချင်းချောင်းနေတဲ့ရန်သူကဘာလို့လဲဗမာပဲဖြစ်နေတယ်အဲ့ဒါဘာလို့လုပ်ထားတာလဲစေစိုးရပါအဲ့ဒါမတန်ဝမ်းနေဖို့ကောင်းတယ်လူစင်စစ်ကတလိ္ဆန်ဖြစ်သွားတယ်တလိ္ဆန်တွေကတကောင်နဲ့တကောင်တွေ့ရန်သူလားမိတ်ဆွေလားကိုတပတ်နှစ်ပတ်ကြောင်တယောက်နဲ့တယောက်ကဲခတ်နေရတယ်ဗမာတွေကကားပေါ်မှာချင်းချင်းတွေ့တယောက်နဲ့တယောက်စကားပြောရလားဒီနေ့ခင်ဗျားတို့တယောက်နဲ့တယောက်ဘာလုပ်မလဲပြောရမယ်စကားပြောရမယ်နင်ဗမာလားလို့မဲပြီးတော့နှုတ်ဆက်ရမယ်နင်ဘာခက်ခဲရှိတယ်လို့မဲရမယ်နင်ဘာဖြစ်နေလဲမင်းရဲ့ဒုက္ခတွေငါ့ကိုပြောမင်းတို့မှာရှိတဲ့တရားတွေငါ့ကိုပြောပြ
မင်းရဲ့ခက်ခဲတွေကုန်ပြောအားလုံးတယောက်နဲ့တယောက်မြစ်တာထားရမယ်ဒီနေ့တန်ဃာတော်တွေဘာလုပ်နေရလဲမြစ်တာပို့ပြီးလှုပ်ရှားနေတာဟဲဒီစင်မြောမှာဟဲဒီပလက်ဖောင်းမှာကျွန်တော်ခဏခဏတရားဟောခဲ့တယ်အဲ့ဒါဘာပြောခဲ့လဲမြစ်တာထားကြပါတယောက်နဲ့တယောက်မြစ်တာထားပါကျွန်တော်တို့အားလုံးကတလိမ့်စာနေဖြစ်နေပြီဝန်ထမ်းတွေကိုဘာနဲ့ချုပ်ကင်ထားလဲကျွန်တော်တို့ဒီနိုင်ငံမှာခင်ဗျားတို့အလုံးလုံးတဲ့လူတွေရှိတာအလုံးလုံးတဲ့လူတွေရှိတာခင်ဗျားတို့လမ်းကားဘယ်လိုရလဲခင်ဗျားတို့ပေးချရတယ်ဗမာပြည်မှာအဲ့လိုမရအောင်ဘာနဲ့ပေးထားလဲစာနဲ့ပေးထားတယ်စီးနဲ့ပေးထားတယ်လမ်းစာကိုတော့ပဲပေးတယ်အဲ့ဒါဟာကျွန်တော်တို့ဘာလုပ်နေတာတလိမ့်စာလုပ်နေတာစက္ကယုံမှာချင်းသေးကြီးတွေကြားကြီးတွေကိုဘာနဲ့ control လုပ်လဲအစာနဲ့ပဲ control လုပ်ထားတယ်သူတို့မပုံခဲရဲအောင်လုပ်ထားတယ်ဒီနေ့ဒီပြီးတော့ဝန်ထမ်းတွေအကုန်လုံးခေါ်ရတယ်သူတို့သားသမီးတွေညီကောင်မောင်နှမတွေအကုန်ထားခဲ့ရတယ်သူတို့ကျင်နေတဲ့ပတ်ဝန်းကျင်ကိုအကုန်ထားခဲ့ရတယ်အဲ့ဒါကိုပြန်ပြောရကြလားဘာဖြစ်လဲတလိမ့်စာဖြစ်သွားပြီအဲ့ဒါကိုကျွန်တော်တို့ကဗမာပြည်ပြောင်းပြန်ဖြစ်နေပြီပြောင်းပြန်ဖြစ်နေတာကိုကျွန်တော်တို့ကအတက်ပြန်လုပ်နေရတာဖြစ်တယ်ခင်ဗျားတို့ဒီနေ့လာတာဘာအတွက်လာလုပ်နေရလဲဗမာပြည်ကိုအတက်ပြန်လုပ်နေကြတာတပိတ်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 မီးတော့တပိ